ဇလန်းကကက်ကဘာပူလဲလုံးလို့ခေါ်တဲ့တက်ရှိတကောင်မွေးဖွားလာတာနဲ့စတင်ထားပါတယ်ဒီပူလဲလုံးကနှစ်ထောင်ပေါင်းများစွာကြာမြင့်ခဲ့တဲ့တဘာဝစွမ်းအင်တွေကနေဖြစ်တည်လာတာပါကမ္ဘာလောကမှာရှိတဲ့စွမ်းအင်မျိုးမျိုးကိုစုပ်ယူပြီးတဲ့နောက်မှာတော့ပူလဲလုံးကတဖြည်းဖြည်းနဲ့ပိုပြီးအစွမ်းထက်လာခဲ့ပါတယ်ဒါပေမဲ့သူကအကောင်းနဲ့အဆိုးစွမ်းအင်နှစ်ခုလုံးကိုတန်းတူစုပ်ယူထားခဲ့တာပါအမားနဲ့အမှန်ကိုခွဲခြားမသိတဲ့ဒီပူလဲလုံးကသူရောက်သွားတဲ့နေရာတိုင်းမှာကမောက်ကမတွေဖြစ်စေနိုင်ပါတယ်ဒါကိုကက်ကဘာပူလဲလုံးလို့ခေါ်ကြပါတယ်သူကအရန်ကိုအနေအများလုံးတာကြောင့်ကောင်းကင်ဘုံကအမြင့်ဆုံးနဲ့မင်းကြီးကသူ့ကိုနှိမ်နှင်းဖို့အတော်ဆုံးတာအိုဘုံတော်ကြီးနှစ်ပါးဖြစ်တဲ့ထိုက်ရီနဲ့ရှန်ကုန်းပေါင်တို့ကိုဆေးလွတ်ခဲ့ရပါတယ်ဒါပေမဲ့အချိန်ကြာကြီးစွမ်းအင်တွေစုပ်ယူထားလို့အရန်ကိုအစွမ်းထက်နေတဲ့ပူလဲလုံးကိုသူတို့မရှင်နိုင်ခဲ့ကြပါဘူးနောက်ဆုံးမှာတော့နမင်းကြီးကိုယ်တိုင်ဝင်ပါခဲ့ရပြီးပူလဲလုံးကိုပန်းအိုးတစ်လုံးထဲမှာပိတ်လောင်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်နမင်းကြီးကသူ့ရဲ့မော်စွမ်းအင်နဲ့ပူလဲလုံးကိုနဝိညာဉ်ပူလဲနဲ့မိစ္ဆာပူလဲဆိုပြီးအပိုင်းနှစ်ပိုင်းခွဲပစ်လိုက်ပါတယ်လုံခြုံစိတ်ချရအောင်အဲ့ဒီပူလဲနှလုံးကိုမော်ကြပန်းတစ်ပွင့်ထဲမှာထည့်သိမ်းထားခဲ့ပါတယ်မိစ္ဆာပူလဲကအရန်ကိုဆိုးရုံလုံးလို့ကဲတင်လို့မရနိုင်တော့တာကြောင့်၃နှစ်ကြာရင်မိုးကြိုးပစ်ခံရပြီးပျက်စီးသွားစေဖို့ချိန်စာတိုက်ခဲ့ပါတယ်နဝိညာဉ်ပူလဲကတော့တန်ဖိုးရှိနေသေးတာကြောင့်လူသားတစ်ယောက်အနေနဲ့ဝင်စားဖို့ခွင့်ပြုပေးခဲ့ပါတယ်နဝိညာဉ်ပူလဲဝင်စားဖို့အတွက်နမီကျော်စစ်သူကြီးလီချင်းရဲ့တတိယမြောက်သားကိုရွေးချယ်ခဲ့ပါတယ်ကလေးကမမွေးသေးပေမဲ့သူ့ကိုနီချဆိုပြီးနမီပေးထားခဲ့၏ပါပြီအဲ့ဒီနောက်နမင်းကြီးကမော်ကြပန်းကိုဖုံးတော်ကြီးထိုက်ရီစီပေးအပ်ခဲ့ပြီးစစ်သူကြီးလီချင်းစီမှာတားလေးမွေးလာတဲ့အထိပူလဲလုံးကိုစောင့်ရှောက်ထားဖို့အမိန့်ပေးခဲ့ပါတယ်နဝိညာဉ်ပူလဲကနေကလေးမွေးဖွားလာအောင်တေချာလှုပ်ဆောင်ဖို့ကိုလည်းနမင်းကြီးကညွှန်ကြားခဲ့ပါတယ်ဒီတာဝန်ကိုအောင်မြင်အောင်ထမ်းဆောင်နိုင်ရင်ထိုက်ရီအတွက်ဆုလက်အနေနဲ့ကောင်းကင်ဘုံရဲ့တစ်နှစ်ပါးမြောက်နတ်ဖျားဖြစ်လာမှာပါယာဒူတို့မဲ့ကိစ္စအတွက်သူဝမ်းသာလုံးစုံနေချိန်မှာထိုက်ရီရဲ့အကိုဖြစ်သူဖုံးတော်ကြီးရှန်ကုန်းပေါင်ကတော့သူ့ညီကိုအလွန်ပဲမနာလိုဖြစ်နေခဲ့ပါတယ်သူ့ရဲ့ဇာတိကမိစ္ဆာမျိုးနွယ်ကဆင်းသက်လာတာကြောင့်နမင်းကြီးကသူ့ကိုပူလဲထိန်းသိမ်းရမယ့်တာဝန်မပေးတာလို့သူကထင်နေခဲ့တာပါသူ့ထဲမှာပေါင်းအောင်နေတဲ့မိစ္ဆာစိတ်တွေနိုးကြလာပြီးသူ့ညီတောင်းမအောင်မြင်အောင်လုပ်ပြမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ညီကြမွေးဖွားတော့မဲ့ချိန်မှာထိုက်ရီကလူပြည်ကိုဆင်းလာပြီး၃နှစ်တိတိကိုဝန်ဆောင်ထားရတဲ့လီချင်းနဲ့ဇနီးဖြစ်သူတခင်မရင်တို့စီကိုလာခဲ့ပါတယ်တခင်မရင်ကလေးမွေးတော့မယ်ဆိုတဲ့သတင်းကိုကြားတဲ့အခါခြံထံမြို့သူမြို့သားတွေကစစ်သူကြီးလီချင်းရဲ့ခံတက်ကိုလာပြီးပျော်ပျော်ပါးပါးအောင်ပွဲခံခဲ့ကြပါတယ်မော်ကြပန်းထဲမှာတင်ထားတဲ့နဝိညာဉ်ပူလဲကိုလွတ်ပေးရမယ့်အချိန်ရောက်ပြီဆိုတာကိုထိုက်ရီသဘောပေါက်လိုက်ပါတယ်ထိုက်ရီကနဝိညာဉ်ပူလဲကိုစတင်လွတ်ပေးချိန်မှာပဲသူ့ရဲ့မိစ္ဆာအကိုကအကြံစီစတင်ပါတော့တယ်ရှန်ကစစ်သူကြီးလီရဲ့အစေခံတယောက်ကိုဂါထာမန်းမှုတ်ပြီးထိန်းချုပ်လိုက်ကနဝိညာဉ်ပူလဲကိုခိုးယူခိုင်းလိုက်ပါတယ်နောက်ဆုံးရုံးရင်ဆန်ခတ်ဖြစ်နေချိန်မှာမိုးကြိုးချိန်စာတင်ပြီးပျက်စီးရမယ့်မိစ္ဆာပူလဲကလီရဲ့သားဖြစ်ဝင်စားသွားခဲ့ပါတယ်တခင်မရင်ကလေးမွေးတော့မဲ့ချိန်မှာမိစ္ဆာပူလဲရဲ့အနီရောင်အရိပ်ကချင်းကပ်သွားခဲ့ပြီးအရာအလုံးကိုပြင်ဆင်ဖို့နောက်ကျသွားခဲ့ပါပြီကလေးမွေးဖွားတာနဲ့တူမိစ္ဆာလဲနိုးထလာခဲ့ပြီးသူကကလေးငယ်နီးကြဖြစ်ဝင်စားသွားခဲ့တာပါတစ်ဖက်မှာလည်းထိန်းချုပ်ခံထားရတဲ့အစေခံကနဝိညာဉ်ပူလဲကိုရှန်စီပေးလိုက်ပြီးကောင်းကင်ဘုံရဲ့တစ်နှစ်ပါးမြောက်နတ်ဖျားဖြစ်ခွင့်မပေးတဲ့နမင်းကြီးကိုလက်စားချေဖို့အတွက်အဲ့ဒီပူလဲကိုအသုံးပြုဖို့သူကရည်ရွယ်ထားပါတယ်ဒီချိန်မှာပဲနီဂျာကနဖူးမှာအနီရောင်တင်ကေတက်ပါတဲ့လုံးဝင်းပြီးကြီးမားတဲ့အလုံးကြီးတစ်ခုအနေနဲ့ထွက်ပေါ်လာပါတယ်မိခင်ရဲ့ဗိုက်ထဲကနေထွက်လာတာနဲ့တပြိုင်နက်ကလေးကဖျက်ဆီးလို့မရတဲ့အနီရောင်အလုံးကြီးဖြစ်သွားပြီးသူ့ပတ်ဝန်းကျင်ကအရာအလုံးကိုဖျက်ဆီးပစ်ပါတော့တယ်အင်အားကြီးမားလာတဲ့ဒီကလေးကိုရင်ကျေးသွားအောင်ဖုံးတော်ကြီးထိုက်ရီကခြံကုန်းဆက်ကွင်းကိုအသုံးပြုပြီးရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့ကလေးကိုထိခိုက်တော့မဲ့အချိန်လေးမှာပဲလီကဝင်သားလိုက်ပြီးဖျက်ဆီးနေတဲ့အလုံးကြီးကသူ့ရဲ့သားဖြစ်ကြောင်းထိုက်ရီကိုတတိပေးခဲ့ပါတယ်ဒီကလေးကမိစ္ဆာပူလဲဝင်စားတာဖြစ်လို့သူ့ကိုတားဆီးရမယ်မဟုတ်ရင်သူကကဘာကြီးကိုဖျက်ဆီးပစ်လိုက်မယ်လို့ထိုက်ရီကပြန်တတိပေးခဲ့ပါတယ်ဒါပေမဲ့နီဂျာရဲ့မိခင်ကဝင်သားပြီးသူ့ကလေးကိုမနာကျင်စေဖို့တောင်းပန်ခဲ့ပါတယ်ဒီလိုဖြစ်နေချိန်မှာအသက်အရွယ်ကြီးရင်သူတယောက်ရောက်လာပြီးသူတို့တွေမိစ္ဆာတွေနဲ့တိုက်ပွဲဝင်နေတာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်လို့သူတို့ကြားထဲမှာမိစ္ဆာတကောင်ရှိနေတာကမကောင်းကြောင်းလီကိုတတိပေးခဲ့ပါတယ်သူ့သားနဲ့ပတ်သက်ပြီးရွာသားတွေဒီလိုရင်းနေကြတဲ့အတွက်လီစိတ်ပူသွားပေမဲ့ရွာသားတွေဘက်ကကြည့်ရင်လည်းမှန်နေတယ်ဆိုတာသူသိနေပါတယ်အဲ့ဒီနောက်သူ့ကလေးကကန်ဆိုးမိုးမောင်ကြတဲ့တားကောင်ဖြစ်ကြောင်းပြည်သူတွေကိုသူကရှင်းပြခဲ့ပါတယ်နီဂျာကိုစိတ်ထိန်ချုပ်တက်အောင်တင်ပေးပြီးပညာတင်ပေးကရင်ကျေးလာအောင်လုပ်ပေးမယ်လို့ပြည်သူတွေကိုကတိပေးခဲ့ပါတယ်လီပိုပြီးစိတ်မပူနိုင်တော့လောက်အောင်ပဲမိုးကြိုးချိန်စာကြောင့်နီဂျာက3နှစ်ပဲအသက်ရှင်ရတော့မယ်လို့ထိုက်ရီကပြောလိုက်ပါတယ်ဒါကိုသိပြီးတဲ့နောက်တခင်ကြီးလီကချိန်စာကိုပြန်ရုပ်သိမ်းပေးဖို့နမင်းကြီးစီအစွမ်းကုန်တောင်းပန်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုတွေဖြစ်ပျက်နေချိန်မှာပဲရှန်ကနဝိညာဉ်ပူလဲကိုနဂါမင်းကြီးစီပေးလိုက်ပြီးနဂါမင်းကြီးကသူ့သားကိုနတ်ဖျားတစ်ပါးလို့အစွမ်းထက်လာစေဖို့အဲ့ဒီပူလဲကိုတားဖြစ်သူရဲ့ကိုယ်ရဲထည့်သွင်းပေးလိုက်ပါတယ်နဂါမင်းကြီးကတားဖြစ်သူကိုဆရာဖြစ်တင် जा ပေးဖို့ရှန်စီကိုအနံလိုက်ပါတယ်နဂါတွေကရေအောက်နဲ့ကြီးထဲမှာတန်ကြိုးတွေနဲ့ဘလို့ချီနှောင်ခံထားရတယ်ဆိုတဲ့အကြောင်းကိုသူကပြန်ပြောပြခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကမိစ္ဆာတွေကိုနှိမ်နှင်းဖို့နမင်းကြီးကနဂါတွေရဲ့အကူအညီကိုယူခဲ့ရမယ်နောက်ဆုံးမှာတော့သူတို့လက်စားခံလိုက်ရမယ့်နဂါတွေကတီးသွားပြီးနမင်းကြီးကိုပြန်လဲပုံကန်ဖို့စ조사ခဲ့ကြတာပါနောက်ဆုံးမှာတော့နမင်းကြီးကသူ့ရဲ့ကြီးမားလာတဲ့စွမ်းအားတွေနဲ့နဂါတွေပြန်လဲမထက်ကျနိုင်အောင်ပင်လယ်အောက်ခြေမှာအားလုံးကိုဖမ်းဆီးကျုံနှောင်ခဲ့ပါတယ်နဝိညာဉ်ပူလဲကိုအသုံးပြုခြင်းအပြင်အချင်းထောင်ကနေလွတ်မြောက်ပြီးကောင်းကင်ဘုံကိုပြန်ရောက်နိုင်မယ်လို့နဂါမင်းကြီးကယုံကြည်နေပါတယ်နောက်ဆုံးမှာတော့နဂါကလေးတစ်ကောင်မွေးဖွားလာပြီးသူ့ကိုအိုဘင်းလို့နမီပေးလိုက်ပါတယ်ဒီချိန်မှာထိုက်ရီကလီကိုနမင်းကြီးနဲ့တွေ့ဆုံပြီးချိန်စာအကြောင်းပြောပြနိုင်ဖို့ဟင်းလင်းပြင်တကားပေါက်စီကိုခေါ်သွားခဲ့ပါတယ်ဒါပေမဲ့နမင်းကြီးမရှိဘူးဆိုတာသိလိုက်ရတဲ့အခါသူတို့ရဲ့ခီးစဉ်ကစိတ်ပျက်စရာဖြစ်သွားခဲ့ပါတယ်ဟင်းလင်းပြင်တကားပေါက်ကိုတာဝန်ယူထားတဲ့ချန်ရှန်ယုံလို့ခေါ်တဲ့တိမ်တိုက်တနန်တတဝါကသူ့တခင်နဲ့တခြားနတ်ဖျားတွေအစည်းအဝေးတက်နေကြတယ်လို့ပြောပြခဲ့ပါတယ်ကောင်းကင်ဘုံအောက်ကတစုံတယောက်ကချိန်စာတိုက်ခဲ့တာဖြစ်လို့နမင်းကြီးနဲ့မဖြစ်မနေတွေ့ရမယ်လို့လီကတင်းခံပြောဆိုပြီးအဲ့ဒီချိန်စာကိုရုပ်သိမ်းပေးစေခြင်းကြောင်းပြောခဲ့ပါတယ်မိစ္ဆာပူလဲပေါ်တိုက်ထားတဲ့ချိန်စာကဖျက်လို့မရနိုင်တာကြောင့်နမင်းကြီးနဲ့တွေ့လဲအလားကားပဲလို့အဲ့ဒီတိမ်တိုက်လေးကပြောလိုက်ပါတယ်သူ့သားရဲ့ကံကြမ္မာကရှောင်လဲလို့မရဘူးဆိုတာကိုလီသဘောပေါက်သွားပြီးအဲ့ဒီအချိန်မှာပဲသူအရန်ကိုယူကျုံမရဖြစ်သွားခဲ့ပါတယ်ထိုက်ရီကသူ့ကိုနှစ်သိမ့်ပေးခဲ့ပြီးနီဂျာရဲ့နေ့ရက်တိုင်းကိုကောင်းကောင်းမွန်မွန်ဖြတ်တန်းနိုင်အောင်သူတို့နှစ်ယောက်လုံးပြန်သွားကြဖို့ပြောခဲ့ပါတယ်ဒီအချိန်မှာလူပြည်ကနီဂျာကတော့ခြံထံမျိုးကဘသူကမှသူ့ကိုမနစ်သက်ကြတာကြောင့်အထီးကျန်နေခဲ့ပါတယ်မိခင်ဖြစ်သူကသူ့စီလာတွေ့ပေမဲ့သူ့ကိုအချိန်တိတ်မပေးတဲ့အတွက်သူကရိုင်းရိုင်းဆိုင်ဆိုင်တုံ့ပြန်ခဲ့ပါတယ်
ဒါပေမဲ့လည်းတခင်မယင်းကသူနဲ့အတူစော့ကစားခြင်းတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီစကားတွေကြောင့်နီဂျာရဲ့စိတ်ထားလေးပျော့ပြောင်းသွားပြီးသူသဘောတူလိုက်ပါတယ်ရုတ်တရက်အရေးတကြီးဖြည့်ရှင်းရမယ့်ကိစ္စရှိတယ်လို့စစ်သားတချို့လာပြောတာကြောင့်သူတို့ရဲ့ကစားချိန်လေးအနှောက်အယှက်ဖြစ်သွားခဲ့ပါတယ်တခင်မယင်းထွက်သွားတဲ့အတွက်နီဂျာရန်ကိုဒေါသထွက်သွားပါတယ်မိခင်ကသူ့ထက်ရွာကိုအမြဲတမ်းပိုးစားပေးတယ်လို့သူကတွေးနေခဲ့ပါတယ်အရင်ကတာမန်ပြည်သူတွေကိုကာကွယ်ဖို့အတွက်နီဂျာပြင်ထွက်လို့မရအောင်သူနေတဲ့နေရာတစ်ဝိုက်မှာထိုက်ရီကအကာအကွယ်တားဆီးတစ်ခုလုပ်ပေးခဲ့ပါတယ်သူမထွက်သွားချိန်မှာနီဂျာတားဆီးပြင်ကိုထွက်မသွားအောင်ပို့ပြီးဂယူးဆိုင်ဖို့အဆောင်တွေကိုတခင်မယင်းကစူပူတတိပေးခဲ့ပါတယ်တခင်မယင်းထွက်သွားပြီးနောက်မှာတော့နီဂျာကအဆောင်တွေကိုလှည့်စားပြီးသူ့ရဲ့ဘေးကင်းရာနေရာလေးကနေခိုးထွက်လာခဲ့ပြန်ပါတယ်သူ့တန်ကိုကြားတာနဲ့ချန်ထန်မျိုးသူမျိုးသားတွေကကြောက်လန့်ပြီးပေါအောင်ကြပါတော့တယ်နီဂျာကကောင်လေးတွေကိုလိုက်ပြီးနောက်ပြောင်ပါတော့တယ်ကောင်လေးတယောက်ကဒေါသထွက်ပြီးသူ့ကိုမိစ္ဆာလို့ခေါ်လိုက်တဲ့အတွက်နီဂျာကအရန်ကိုဒေါသထွက်သွားပြီးကောင်လေးတွေကိုခဲနဲ့ပစ်ပေါက်လိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ဖခင်နဲ့ထိုက်ရီတို့ကဝင်တာပြီးကောင်လေးတွေကိုကဲတင်ကနီဂျာကိုအိမ်ပြန်ခေါ်သွားခဲ့ပါတယ်သူ့ခန်းကိုပြန်ရောက်တဲ့အခါနီဂျာပြင်ကိုထပ်မထွက်နိုင်အောင်လီကအတားအဆီးကိုပို့ပြီးတင်းကျပ်လိုက်ပါတယ်ရင်းကတော့မျောလင်းချက်မဲ့သွားပြီးဒါကနီဂျာရဲ့ကံကြမ္မာပဲသူတို့ဘာပဲလုပ်လို့အချီးနှီးပဲလို့တွေးနေပါတော့တယ်သူတို့ရဲ့ယာဒူးတွေကနေနှုတ်ထွက်ပြီးကြံနေသေးတဲ့အချိန်လေးမှာနီဂျာလွတ်လွတ်လပ်လပ်ပျော်ရွှင်နိုင်အောင်တောင်ပေါ်ကိုခေါ်သွားဖို့သူမကလီကိုတောင်းဆိုခဲ့ပါတယ်အမားကသူ့ပေါ်မှာရှိတာမို့လို့ပြစ်ဒဏ်အနေနဲ့နီဂျာကိုတပည့်ဖြစ်လက်ခံပြီးမိစ္ဆာပူလဲကိုမိစ္ဆာတွေပြန်နေနေမဲ့စစ်တီတော်တယောက်ဖြစ်အောင်ပုံသွင်းပေးမယ်လို့ထိုက်ရီကပြောလိုက်ပါတယ်ထိုက်ရီကနီဂျာကိုပန်းချီကာကဘာထဲခေါ်သွားပြီးခွန်လုံရဲ့မော်ပညာတွေကိုပြသကဒီနေရာမှာသူ့စီကနေခွန်လုံရဲ့ထာဝရမော်ပညာတွေကိုနေ့တိုင်းတင်ယူနိုင်တယ်လို့ပြောခဲ့ပါတယ်သူကနီဂျာရဲ့ဆရာဖြစ်လာပြီးကိုချစ်ချင်တဲ့သူရဲ့ပုံစံကိုပြောင်းလဲနိုင်တဲ့ရုပ်ပြောင်းရုပ်လဲကာထာကိုသင်ပေးခဲ့ပါတယ်ထိုက်ရီက6လလောက်အချိန်ယူခဲ့ရတဲ့ရုပ်ပြောင်းရုပ်လဲကာထာကိုနီဂျာကတရက်တဲနဲ့ကျွမ်းကျင်သွားခဲ့ပါတယ်သူကတရက်တဲနဲ့တင်ယူတက်မြောက်သွားရုံသာမကထိုက်ရီကိုတောင်ပြန်ပြီးနောက်ပြောင်ခဲ့ပါသေးတယ်ဖုံးတော်ကြီးထိုက်ရီကအန်တာမင်တက်သွားပြီးမိစ္ဆာတွေကိုနှိမ်နှင်းဖို့နဲ့တတဝါဆိုးတွေကိုတိုက်ခိုက်ဖို့ထာဝရမော်ပညာတွေကိုသင်ပေးမယ်လို့ပြောခဲ့ပေမဲ့မိစ္ဆာတွေကိုတိုက်ခိုက်ဖို့လေ့ကျင့်ရေးဆင်းဖို့ကိုနီဂျာကညှဉ်းဆန်ခဲ့ပါတယ်ဒီအချိန်မှာနီဂျာရဲ့မိခင်ကလူတွေရဲ့လေးစားချစ်ခင်မှုကိုသူလိုချင်နေမှန်းသိတယ်လို့ပြောခဲ့ပါတယ်နီဂျာကညှဉ်းဆန်လိုက်ပြီးလူတွေကသူ့ကိုမိစ္ဆာတကောင်လိုမြင်နေကြတာဖြစ်လို့တကယ်တတဝါဆိုးတွေဘယ်လိုပုံစံလဲဆိုတာသူတို့ကိုပြသပေးမယ်လို့ပြောခဲ့ပါတယ်တခင်ကြီးလီရောက်လာပြီးလူတွေကသူ့ကိုဘာလို့ဒီလောက်တောင်ကြောက်နေကြတာလဲဆိုတဲ့အမှန်တရားကိုပြောပြမယ်လို့ဆိုပါတယ်သူကနဝိညာဉ်ဘူးလဲဖြစ်တယ်လို့တခင်မယင်းကပြောလိုက်တဲ့အခါဒါကိုကြားပြီးနီဂျာအယမ်းအံ့သာသွားပါတယ်အဲ့ဒီနောက်နဝိညာဉ်ဘူးလဲဆိုတာလူပြည်အတွက်နမင်းကြီးရဲ့ရှိုးဝက်လက်နဲ့ဖြစ်ပြီးကဘာကြီးကိုကာကွယ်ဖို့ဆေးလွတ်လိုက်တာဖြစ်တယ်လို့ထိုက်ရီကပြောပြခဲ့ပါတယ်အနာဂတ်မှာသူတို့ကကျေးဇူးပြန်ဆက်နိုင်အောင်လူတွေရဲ့စိတ်ကိုအနိုင်ယူပြီးသူတို့ကိုမိသားစုလိုသဘောထားဖို့တခင်မယင်းကအကြံပေးခဲ့ပါတယ်နောက်ထပ်နှစ်ကြာတဲ့အထိနီဂျာကမိစ္ဆာတွေကိုတိုက်ခိုက်ဖို့ပန်းချီကာကဘာထဲမှာလေ့ကျင့်နေခဲ့ပါတယ်ပန်းချီကာကဘာထဲကမိစ္ဆာတွေကိုသူကအလွယ်တကူအနိုင်ယူနိုင်ခဲ့ပေမဲ့တကယ်တိုက်ပွဲမှာအပြစ်မဲ့သူတွေကိုထိခိုက်မိနိုင်လို့ပိုပြီးဂယူးဆိုင်ဖို့လိုတယ်လို့တခင်ကြီးလီကပြောခဲ့ပါတယ်ထိုက်ရီကသူ့ရဲ့လက်နက်ကိုယူလိုက်ပြီးတရားထိုင်ဖို့တိုက်တွန်းခဲ့ပါတယ်နီဂျာကလက်မခံဘဲထိုက်ရီကိုလှည့်စားကပန်းချီကာကဘာထဲကနေလွတ်မြောက်ပြီးမိစ္ဆာတွေကိုတိုက်ခိုက်ဖို့စုတ်တံကိုယူသွားခဲ့ပါတယ်ကဘာမြေကိုပြန်ရောက်လာချိန်မှာတစုံတယောက်ကိုစားတော့ဖို့စူးစမ်းနေတဲ့မိစ္ဆာတကောင်ကိုနီဂျာတွေ့သွားပါတယ်သူကမိစ္ဆာနဲ့စတင်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီလိုတိုက်ခိုက်ရင်မြို့ရဲ့တဝက်လောက်ကိုဖျက်ဆီးပစ်လိုက်ပါတယ်လူတွေကနီဂျာကိုကြောက်လန့်သွားကြပြီးသူယူသွားပြီလို့ထင်နေကြပါတယ်အဲ့ဒီနောက်မိစ္ဆာကကလေးမလေးတယောက်ကိုဖမ်းဆွဲပြီးစတင်ထွက်ပြေးပါတော့တယ်ဒါကိုမြင်တော့နီဂျာကကလေးမလေးနောက်ကိုလိုက်ပြေးပါတယ်ဒါပေမဲ့နီဂျာကိုဘယ်တော့မှမနစ်သက်ခဲ့တဲ့ရွာသားကောင်လေးတယောက်ကဒီမြင်ကွင်းကိုတွေ့သွားပြီးနီဂျာကကလေးမလေးကိုပြန်ပေးဆွဲဖို့စူးစမ်းနေတယ်လို့ထင်သွားပါတယ်သူကအော်ဟစ်ပြီးလူတွေကိုစုဆောင်းပါတော့တယ်ဒီအချိန်မှာမိစ္ဆာကပင်လယ်ဘက်ကိုပြေးသွားပေမဲ့သူစိတ်မျိုးသားတယောက်ရောက်လာပြီးမိစ္ဆာထွက်ပြေးလို့မရအောင်ရေပြင်ကိုရေခဲအဖြစ်အေးခဲပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့သူကကလေးမလေးကိုယူပြီးဘေးကင်းရာကိုပြန်ခေါ်လာခဲ့ပါတယ်အဲ့ဒီကလေးကိုကယ်တင်ခြင်းရဲ့နီဂျာကတော့ဒေါသထွက်သွားပါတယ်သူ့ရဲ့ကလေးဆန်တဲ့အတွေးထဲမှာအဲ့ဒီအိမ်မက်ကိုအကောင့်ထဲဖော်ချင်နေတာပါဒါကြောင့်သူအရင်ကလုပ်ခဲ့ဘူးတဲ့ယူသွတ်စရာကိစ္စတွေလိုပဲနီဂျာကအဲ့ဒီရှိုးဝက်ဆန်းကျဲအမျိုးသားနဲ့စတင်တိုက်ခိုက်ပါတော့တယ်တိုက်ခိုက်နေစဉ်မှာအမျိုးသားရဲ့မျက်နှာဖုံးပေါ်ဟာပြုတ်ကျသွားပြီးသူ့ရဲ့ဇာတိရုပ်ပေါ်လာပါတော့တယ်သူ့ခေါင်းပေါ်ကငကားကြိုနှစ်ချောင်းကိုနီဂျာတိထားမိသွားပြီးအမျိုးသားကအဲ့ဓာတွေကိုဖုံးကွယ်ဖို့စူးစမ်းပါတယ်ဒါပေမဲ့မိစ္ဆာကလေထဲမှာအစိတ်တွေပြန့်နှံ့သွားအောင်ပူပေါင်းတွေကိုအသုံးပြုထားတယ်ဆိုတာကိုသူတို့နှစ်ယောက်လုံးသတိမထားမိလိုက်ကြပါဘူးနီဂျာကပူပေါင်းတစ်ခုကိုထိမိသွားပြီးအဲ့ဒီအစိတ်ကသူတို့ကိုကြောက်တုံးဖြစ်ပြောင်းလဲပြနိုင်တဲ့အစွမ်းရှိတယ်ဆိုတာသတိထားမိသွားပါတယ်တစ်ဖက်မှာလည်းဒါကမျက်နှာဖုံးစုအမျိုးသားကိုအစိတ်တွေကိုရှောင်တိန်ပြီးတနာစရာကလေးမလေးကိုကယ်တင်မဲ့အလုပ်ကနေမတားဆီးနိုင်ခဲ့ပါဘူးဒါပေမဲ့ကလေးမလေးကိုငုံကြည့်လိုက်တဲ့အခါမိစ္ဆာရဲ့တတွေးမှာလည်းအဲ့ဒီလိုတူညီတဲ့အစိတ်အာနိသင်ရှိတယ်ဆိုတာကိုအမျိုးသားကသဘောပေါက်သွားပါတယ်ဒါပေမဲ့အခုတော့နောက်ကျသွားပါပြီအပြစ်မဲ့ကလေးမလေးနဲ့အတူအမျိုးသားပါကြောက်တုံးဖြစ်ပြောင်းလဲသွားလို့ပါဒေါသနဲ့မုန်းတီးမှုတွေပြင်းထန်လာပြီးနီဂျာကရှိုးဝက်ဆန်းကျဲအမျိုးသားရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးမိစ္ဆာကိုအနိုင်ယူလိုက်ပါတယ်နောက်ဆုံးမှာတော့အစိတ်ဖြည့်စေးဖြစ်တဲ့ယွန်စရာကောင်းတဲ့အရေးတွေကိုပေးဖို့မိစ္ဆာကိုအတင်းကျပ်တောင်းယူလိုက်ပါတယ်ပြန်လဲတက်တာလာတဲ့အခါမျက်နှာဖုံးရှင်အမျိုးသားကနီဂျာကိုကိုယ်တိုင်မိတ်ဆက်ပြီးသူ့နာမည်ကအိုဘင်းလို့ပြောပြပါတယ်သူ့တက်ကိုကယ်တင်ပေးတဲ့အတွက်နီဂျာကိုဂါယဝပြုကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်ကလေးမလေးကလည်းပန်းလေးတစ်ပွင့်ပေးပြီးသူ့ကိုကယ်တင်ပေးတဲ့အတွက်နီဂျာကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်နီဂျာကပထမဆုံးအကြိမ်ဖြစ်ကြည်နူးသွားပြီးအိုဘင်းနဲ့စတင်ကစားပါတော့တယ်ကျေးဇူးဆက်တဲ့အနေနဲ့အိုဘင်းကနီဂျာကို Q ခွန်တစ်ခုပေးလိုက်ပြီးသူကသူ့ရဲ့တူဦးတဲ့တော်သူငယ်ချင်းဖြစ်ကြောင်းပြောကလူတွေလာနေတာကိုမြင်တော့ပျောက်ကွယ်သွားပါတော့တယ်လူတွေကနီဂျာကကလေးမလေးကိုပြန်ပေးဆွဲတယ်လို့ဆွဆွဲကြပေမဲ့သူကကလေးမလေးကိုကယ်တင်ခဲ့သူဖြစ်ကြောင်းမဟုတ်ရင်ကလေးမလေးကမိစ္ဆာရဲ့အစားအစာဖြစ်သွားနိုင်ကြောင်းသူကတင်းတင်းခံပြောဆိုခဲ့ပါတယ်လူတွေကသူ့ကိုမယုံကြပဲဗမိစ္ဆာကိုမှမမြင်ရဘူးလို့ပြောကြပါတယ်ကလေးတယောက်ကနီဂျာကိုမိစ္ဆာလို့ခေါ်လိုက်တဲ့အတွက်သူဒေါသထွက်သွားပြီးအဲ့ဒီကလေးကိုရိုက်ပစ်လိုက်ပါတယ်လူတွေအားလုံးဒေါသထွက်သွားပြီးနီဂျာကိုစတင်ရိုက်နှက်ကြတဲ့အတွက်သူပိုပြီးကျန်းတဲ့လာကလူတွေကိုပြန်လဲရိုက်နှက်ပါတော့တယ်အဲ့ဒီနောက်တခင်ကြီးလီနဲ့တခင်မယင်းတို့ရောက်လာပြီးနီဂျာကိုတားဆီးခဲ့ပါတယ်
လူအုပ်ထဲကအသက်အရွယ်ကြီးရင်သူတယောက်ထွက်လာပြီးနီဂျာကသူတို့ရွာကိုဖျက်ဆီးပြီးကလေးလေးကိုပြန်ပေးဆွဲခဲ့တယ်လို့လီကိုပြောပြကဒီမိစ္ဆာကလေးကိုတော့ခတ်ပိတ်လောင်ထားဖို့တိုက်တွန်းခဲ့ပါတယ်။အိုဘင်းပြန်ရောက်လာပြီးသူ့ရဲ့တာဝန်နဲ့သူငယ်ချင်းတဲ့အကြောင်းကိုဖတ်ခင်နဲ့ဆရာဖြစ်သူကိုပြောပြခဲ့ပါတယ်။သူ့နာမည်ကနီဂျာလို့ပြောလိုက်တဲ့အခါဆရာဖြစ်သူကမိစ္ဆာဘူးလည်းဖြစ်ပြီးသူတို့ရဲ့ရန်သူလို့ပြောလိုက်ပါတယ်။နဂါးတွေလွတ်မြောက်နိုင်မဲ့နေ့ကိုသူတို့3နှစ်တိတိစောင့်ဆိုင်နေခဲ့ရကြောင်းအိုဘင်းကိုတတိပေးခဲ့ပါတယ်။မိုးကြိုးပစ်ချပြီးမိစ္ဆာဘူးလည်းကမောက်ကမတွေဖြစ်စေရဲ့အခါအိုဘင်းကချန်ထန်မျိုးကိုကယ်တင်ပြီးနဝိညာဉ်ဘူးလည်းဖြစ်သူ့ရဲ့မွေးရပါခွင့်ရေးကိုတောင်းဆိုရမယ်လို့သူကပြောခဲ့ပါတယ်။အဲ့ဒီနောက်အိုဘင်းရဲ့ဖခင်နဂါမင်းကြီးကနဂါးတွေဟာတစ်ချိန်ကအစွမ်းထက်ပြီးလေးစားခံခဲ့ရကြောင်းပြောပြခဲ့ပါတယ်။သူတို့ကနမင်းကြီးအတွက်တတဝါဆိုးတွေကိုတိုက်ခိုက်ပေးခဲ့ပြီးနဂါမင်းတွေဖြစ်လာခဲ့တာပါ။ဒါပေမဲ့နမင်းကြီးကသူတို့ကိုပင်လယ်အောက်ကတတဝါဆိုးတွေရဲ့အချင်းထောင်ကိုစောင့်ကြပ်ခိုင်းခဲ့ပါတယ်။သူတို့ကဒီတွင်းနဲ့ကြီးထဲမှာပိတ်မိနေပြီးလွတ်လပ်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။နဝိညာဉ်ဘူးလည်းကသာသူတို့လွတ်မြောက်ဖို့တခုတည်းသောမျှော်လင့်ချက်ပါ။သူ့ရဲ့နဂါးစာတရုပ်ကိုဖုံးကွယ်ဖို့အတွက်တစ်နှစ်အတွင်းဂျိုတွေကိုဖြုတ်ပစ်နိုင်တယ်လို့ဘုန်းတော်ကြီးရှန်ကပြောခဲ့ပါတယ်။တတ်မှတ်ထားတဲ့နေ့မှာအိုဘင်းသာအောင်မြင်ခဲ့ရင်ကောင်းကင်ဘုံမှာနေရာတနေရာရရှိမှာပါ။ဒါ့အပြင်ရေအောက်ငရဲတွင်းကြီးထဲကနေနဂါးတွေကိုလည်းလွတ်မြောက်စေမှာဖြစ်ပါတယ်။သူကနဂါးတွေရဲ့ကံကြမ္မာကိုတည်ဆောင်ထားတာဖြစ်လို့သူငယ်ချင်းတန်ရောစင်ကြောင့်အလဲ့စားမခံသင့်ဘူးလို့နဂါးမင်းကြီးကအိုဘင်းကိုပြောခဲ့ပါတယ်။ဒီအချိန်မှာနီဂျာကတော့သူ့ခန်းထဲမှာဝန်းနေနေပြီးရက်ပေါင်းများစွာအစာမစားဘဲနေပါတယ်။အဲ့ဒီနောက်တခင်မရင်ရောက်လာပြီးသူ့မွေးနေ့က10ရက်လောက်ပဲလို့တော့ကြောင်းနဲ့ချန်ထန်မြို့သူမြို့သားတွေကနီဂျာရဲ့မွေးနေ့ကိုကျင်းပပေးကြမယ်လို့ပြောခဲ့ပါတယ်။ဒါကိုကြားတော့နီဂျာအယံပျော်သွားပါတယ်။လူတွေကသူ့ကိုပိတ်လောင်ထားစေချင်တာကိုဘာလို့လူတွေကမွေးနေ့ပွဲလုပ်ပေးချင်တယ်လို့လိန်ပြောရတာလဲလို့တခင်ကြီးလီကတခင်မရင်ကိုမေးခဲ့ပါတယ်။လိန်ပြောရမယ်ဆိုရင်တောင်မှနီဂျာကိုပျော်ရွှင်စေချင်တယ်လို့တခင်မရင်ကလီကိုတိုက်တွန်းပြောဆိုခဲ့ပါတယ်။သူ့မွေးနေ့ကိုကျင်းပပေးဖို့လူတွေကိုတွားရောက်ဖြောင်းဖြမယ်လို့တခင်ကြီးလီကပြောလိုက်ပါတယ်။နီဂျာကပင်လယ်ကမ်းဆက်ကိုတွားပြီးချူခုံကိုမှုတ်လိုက်တဲ့အခါရုတ်တရက်အိုဘင်းပေါ်လာပါတယ်။10ရက်နေရင်မွေးနေ့ပွဲရှိကြောင်းနဲ့ချန်ထန်မြို့သူမြို့သားတွေအားလုံးလာကြမယ်လို့နီဂျာကပြောပြခဲ့ပါတယ်။ပွဲကျင်းပမဲ့နေရာမြေပုံကိုပေးလိုက်ပြီးချန်ထန်မြို့သူမြို့သားတွေလာသည်ဖြစ်စေမလာသည်ဖြစ်စေသူကယူးမဆိုင်ဘူးလို့ပြောခဲ့ပါတယ်။သူ့မွေးနေ့ကိုမဖြစ်မနေလာခဲ့ပါမယ်လို့အိုဘင်းကကတိပေးခဲ့ပါတယ်။နီဂျာရဲ့မွေးနေ့မှာတိုက်ပွဲဝင်ဖို့အိုဘင်းအတွက်အကာအကွယ်ချက်ဝတ်တန်စာလုပ်ပေးဖို့နဂါးတွေကသူတို့ရဲ့အမာကျော်ဆုံးအကြေးကွန်တစ်ခုစီကိုပေးခဲ့ကြပါတယ်။အဲ့ဒီနောက်နဂါးတွေရဲ့ကံကြမ္မာကသူ့ပေါ်မှာမူတည်နေရဆိုတာကိုနဂါးမင်းကြီးကထပ်မံတတိပေးခဲ့ပါတယ်။နီဂျာကသူ့မွေးနေ့အတွက်ပြင်ဆင်နေချိန်မှာရှန်ကုန်းမောင်ကရုတ်တရက်သူ့ခန်းထဲရောက်လာပြီးကိုရိုင်းမိတ်ဆက်ကနီဂျာရဲ့တကယ်စာတီးရုံမှန်ကိုဖွင့်ဟပြဖို့လာခဲ့တာလို့ပြောပါတယ်။ရှန်ကုန်းမောင်စီကနေအမှန်တရားကိုတည်သွားပြီးတဲ့နောက်သူ့မွေးနေ့အတွက်အထူးပြင်ဆင်ထားတဲ့စင်မြင့်ပေါ်ကိုဒေါသနဲ့မုန်းတီးမှုတွေအပြည့်ပါတဲ့မျက်နှာနဲ့နီဂျာထွက်လာခဲ့ပါတယ်။ဖုံးတော်ကြီးထိုက်ရီကနီဂျာကိုမိတောက်လန်နဲ့မော်ဘိုးကျိုးကိုလက်ဆောင်ဖြစ်ပေးလိုက်ပြီးအခုဒါတွေကသူ့ပိုင်ဆိုင်မှုဖြစ်သွားပြီလို့ပြောကအုံပြုသူရဲ့စိတ်ကြိုက်အရာရာပြောင်းလဲနိုင်တဲ့တန်ဖိုးကြီးဝက်လေးကိုလည်းပေးခဲ့ပါတယ်။သူ့ဖခင်တခင်ကြီးလီကအကာအကွယ်ဆောင်တစ်ခုကိုပေးခဲ့ပါတယ်။နီဂျာကဒေါသထွက်နေတဲ့မျက်နှာနဲ့ရိုင်းရိုင်းဆိုင်ဆိုင်စတင်ပြုမူလာပြီးသူ့ဖခင်ကိုယုံကြည်ခဲ့ကြောင်းပြောပါတယ်။ဒါပေမဲ့ဖခင်ကမိစ္ဆာပူလဲကိစ္စကိုလိန်ညာခဲ့ပြီးအခုတော့အရာအလုံးကိုသူသိသွားပြီလို့သူတို့ကိုပြောလိုက်ပါတယ်။အဲ့ဒါကြောင့်သူ့ကိုပိတ်လောင်ထားခြင်းလို့နဝိညာဉ်ပူလဲဆိုပြီးလိန်ပြောခဲ့တာလို့သူကဆွဆွဲခဲ့ပါတယ်။အဲ့ဒီနောက်နီဂျာကဂါထာကိုရွတ်လိုက်ပြီးခြံကုန်းဆက်ကွင်းကလွတ်ထွက်သွားကသူ့ကိုမိစ္ဆာဖြစ်ပြောင်းလဲသွားစေပါတယ်။သူကလူတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။တခင်ကြီးလီကသူ့ကိုတားဆီးဖို့စ조사ပေမဲ့သူ့ဖခင်ကိုပါသူကပြန်တိုက်ခိုက်ခဲ့ပါတယ်။နီဂျာကမိစ္ဆာပူကတ်ခံထားရပြီးသူ့ကိုတားဆီးဖို့တခုတည်းသောနေလန်းကခြံကုန်းဆက်ကွင်းပဲဖြစ်တယ်လို့ထိုက်ရီကပြောပါတယ်။ရှန်ကခြံကုန်းဆက်ကွင်းကိုကင်ထားပြီးသူ့ရဲ့အစီအစဉ်ကိုအိုဘင်းကိုဖွင့်ဟပြခဲ့ပါတယ်။နီဂျာကထိုက်ရီကိုတက်ပစ်လိုက်မယ်ပြီးရင်သူ့မိဘတွေကသူ့ကိုပြန်လဲအကျဉ်းချလိုက်မယ်လို့သူကပြောပါတယ်။မိုးကြိုးပစ်ချတဲ့အခါသူ့ကိုရောအကျဉ်းထောင်ကိုပါဖျက်ဆီးပစ်လိုက်မယ်။မိခိုးတွေကင်းစင်သွားတဲ့အခါရွာသားတွေကအိုဘင်းကိုသူ့ရဲကောင်းဖြစ်ချီးကျူးကြလိုက်မယ်ပြီးရင်နမင်းကြီးကသူ့ကိုနတ်ဖျားတစ်ပါးဖြစ်တင်မြောက်လိုက်မယ်လို့ဆိုပါတယ်။အိုဘင်းကကန့်ကွက်လိုက်ပြီးနီဂျာရဲ့မိဘတွေနဲ့ထိုက်ရီတို့ကအပြစ်ကင်းတဲ့အတွက်သူတို့ကိုကယ်တင်တင်တယ်လို့ပြောပါတယ်။သူတို့သာအသက်ရှင်သွားရင်လင်ညာထားတာတွေကိုနမင်းကြီးကိုဘယ်လိုရှင်းပြမလဲလို့ရှန်ကပြန်မေးပါတယ်။အမြဲတမ်းညှင်းပယ်ခံရပြီးတတဝါဆိုးတကောင်လိုတတ်မှတ်ခံရတဲ့ကြားတဲ့ဝိညာဉ်တကောင်နေနဲ့သူ့ရဲ့ကိုယ်ပိုင်နာကျင်မှုတွေအကြောင်းကိုလည်းသူကပြောပြခဲ့ပါတယ်။သူမိဘတွေနဲ့သူ့ဆရာကိုကယ်တင်ပြီးနီဂျာရဲ့ကျေးဇူးကိုပြန်ဆက်ခွင့်ပေးဖို့ဆရာဖြစ်သူကိုအိုဘင်းကတောင်းပန်ခဲ့ပါတယ်။ရှန်ကမတက်တာပဲသဘောတူလိုက်ပြီးသူ့ကိုတွားခွင့်ပြုလိုက်ပါတယ်။မိစ္ဆာပူကတ်နေတဲ့နီဂျာကသူ့ဖခင်ကိုလမ်းနဲ့တိုက်ခိုက်ပါတယ်။အိုဘင်းကဝင်ရောက်တားဆီးပြီးတခင်ကြီးလီကိုကယ်တင်ခဲ့ပါတယ်။သူကခြံကုန်းဆက်ကွင်းကိုထိုက်ရီစီပေးလိုက်ပြီးထိုက်ရီကအဲ့ဒါကိုသုံးကမိစ္ဆာကိုပြန်ဖမ်းချုပ်လိုက်ပါတယ်။နီဂျာကတတိပြန်ဝင်လာပေမဲ့ဒေါသထွက်ပြီးဝေခွဲမရဖြစ်ကတောထဲကိုထွက်ပြေးသွားပါတော့တယ်။အိုဘင်းဟာငကားတကောင်ဖြစ်မယ်လို့တခင်ကြီးလီကတန်တရားရှိသွားပြီးသူ့ရဲ့ဝိယုံကိုဆွဲချလိုက်တဲ့အခါသူ့ရဲ့ဇာတိရုပ်အမှန်ပေါ်လာပါတော့တယ်။သူတို့ကြားထဲမှာငကားတကောင်ရှိနေတာကိုမြင်တော့လူတွေအားလုံးအံ့တတုံလောက်သွားကြပါတယ်။ထိုက်ရီကအိုဘင်းပေါ်ကအမတ်သားကိုတတိထားမိသွားပြီးနဝိညာဉ်ပူလဲအခိုးခံရတာနဲ့သူပတ်သက်နေတယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။အိုဘင်းထွက်ပြေးဖို့စ조사ပေမဲ့ရှန်ပေါ်လာပြီးနဝိညာဉ်ပူလဲကိုသူခိုးယူခဲ့ကြောင်းနဲ့အိုဘင်းကသူ့တပည့်ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။သူတို့အသက်ရှင်တန်ဖို့အတွက်ဒါကလိုအပ်တယ်လို့ပြောပြီးသူတို့ရဲ့ရှုပ်ဝက်ချက်ကိုတိတဲ့သူတိုင်းကိုရှင်းပြဖို့အိုဘင်းကိုသူကအမိန့်ပေးလိုက်ပါတယ်။အိုဘင်းကအရန်ဒေါသထွက်သွားပြီးပင်လယ်ရေပေါ်သူ့ရဲ့စွမ်းအားတွေကိုလွတ်ထုတ်လိုက်ပါတယ်။သူကလူတိုင်းကိုမြေမြုပ်ပစ်ဖို့ရည်ရွယ်ပြီးချန်ထန်မြို့ကိုရေခဲလွှာကြီးနဲ့ဖုံးလွှမ်းပစ်လိုက်ပါတယ်။ဒေါ်ထဲမှာတော့နီဂျာကတစ်ပင်တွေကိုထိုးချိတ်ပြီးသူ့ရဲ့ဒေါသတွေကိုဖြေချောက်နေပါတယ်။ထိုက်ရီကသူ့ကိုလန်တစ်ချောင်းပေးလိုက်ပြီးသူ့ဖခင်တခင်ကြီးလီနမင်းကြီးစီတွားရောက်ခဲ့တဲ့အမတ်တရမြင်ကွင်းတစ်ခုကိုပြသခဲ့ပါတယ်။အဲ့ဒီမှာနီဂျာပေါ်ကကျင်းစာကိုမဖြတ်နိုင်ပေမဲ့သူ့အတွက်အသေးခံပေးမဲ့ဆွေမျိုးတယောက်နဲ့ကံကြမ္မာချင်းဖလှယ်ရဲ့ဂါထာကိုသုံးနိုင်တယ်လို့တိမ်တိုက်ဝိညာဉ်ချန်ရှန်ယုံကပြောခဲ့တာကိုသူမြင်လိုက်ရပါတယ်။တခင်ကြီးလီကသူ့ကိုယ်သူစက်တေးဖို့သဘောတူခဲ့ပြီးသူ့ဇနီးမသိအောင်ရှုပ်ဝက်ထားပေးဖို့ထိုက်ရီကိုတောင်းဆိုခဲ့ပါတယ်။မိစ္ဆာပူလဲကကစိုးတွေယူဆောင်လာမှဖြစ်ပြီးနမင်းကြီးကလည်းသူ့ကိုချမ်းသာပေးမှာမဟုတ်တဲ့အတွက်သူ့ရဲ့အနစ်နာခံမှုကအချီးနှီးဖြစ်လိမ့်မယ်လို့ထိုက်ရီကသတိပေးခဲ့ပါတယ်။တခင်ကြီးလီကတော့ကြန့်ရှိနေတဲ့အချိန်တွေကိုအသုံးပြုပြီးနီဂျာကိုလေ့ကျင့်ပေးကပြည်သူတွေရဲ့မျက်လုံးထဲမှာသူရဲကောင်းတစ်ယောက်ဖြစ်လာအောင်လုပ်ပေးမယ်လို့ပြောခဲ့ပါတယ်။
နီဂျာကသူ့ဖခင်ပေးခဲ့တဲ့အကာအကွယ်ဆောင်ကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာကန်ဂျမာဖလက်ရဲ့ဂါထာကိုတွေ့လိုက်ရပါတယ်ဖခင်ရဲ့အနစ်နာခံမှုကိုတိလိုက်ရပြီးတဲ့နောက်ဖခင်ပေါ်ချစ်ချင်းမေတ္တာတွေနဲ့ခံစားချက်တွေပြည့်နှက်သွားပါတော့တယ်။အိုဘင်းကသူ့ရဲ့ပင်လယ်ရေစွမ်းအားကိုတုံးပြီးချန်ထန်မျိုးကိုဖိချေပစ်မဲ့အေယာမရေခဲလွှာကြီးတစ်ခုကိုဖန်တီးလိုက်ပါတယ်။တခင်ကြီးလီနဲ့တခင်မရင်တို့ကသူ့ကိုတားဆီးဖို့ကြိုးစားပေမဲ့သူ့ရဲ့ငကားချက်ဝတ်တန်စာကသူ့ကိုကာကွယ်ပေးထားပါတယ်။အိုဘင်းရဲ့တစ္ဆာဖောက်မှုအတွက်ဒေါသထွက်နေတဲ့နီဂျာရောက်လာပြီးတိုက်ပွဲထဲဝင်มาပါတော့တယ်။ဆက်ကွင်းနဲ့ဆိုရင်သူ့ရဲ့စွမ်းအားတွေကအကန့်အသတ်မရှိဖြစ်နေပြီမို့နီဂျာသူ့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူးလို့အိုဘင်းကကြွားလုံးထုတ်ခဲ့ပါတယ်။နီဂျာကရှန်ဖြစ်ရုပ်ပြောင်းပြီးအိုဘင်းကိုတိုက်ခိုက်ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒီချိန်မှာထိုက်ရီနဲ့ရှန်တို့လည်းတိုက်ခိုက်နေကြပြီးအပြန်လန်စော်ကားပြောဆိုနေကြပါတယ်။သူကတစ်နှစ်ပါးမြောက်နတ်ဖျားဖြစ်လာလိမ့်မယ်လို့ရှန်ကကြွေးကြော်နေပါတယ်။သူတို့၄ယောက်လုံးပန်းချီကကဘာထဲရောက်သွားကြပြီးအပြင်ထွက်ဖို့တခုတည်းသောနေလန်းဖြစ်တဲ့စုတ်တံကိုလူပြီးတိုက်ခိုက်ကြပါတော့တယ်။နီဂျာကစုတ်တံကိုကန်ထုတ်လိုက်ပြီးသူတို့ပန်းချီကားထဲကနေလွတ်မြောက်လာကြပါတယ်။မိဘတွေကိုကယ်တင်နေတဲ့နီဂျာကိုအိုဘင်းကနောက်ကျောကနေတိုက်ခိုက်လိုက်ပါတယ်။သူကငကားဖြစ်ပြောင်းလဲသွားပြီးရေခဲလွှာကြီးကိုချန်ထန်မျိုးပေါ်ဖိချလိုက်ပါတယ်။မိစ္ဆာဖြစ်ပြန်ပြောင်းဖို့နီဂျာကထားရွတ်လိုက်ပေမဲ့သူ့ကိုယ်သူထိန်းချုပ်ထားဆဲပါ။သူကရေခဲလွှာကြီးပြုတ်ကျမလာအောင်တားဆီးဖို့အပေါ်ကိုပြန်တက်သွားပါတယ်။ခုခံနေတာကိုရက်လိုက်ပြီးမိစ္ဆာတကောင်ဖြစ်သူ့ရဲ့ကံကြမ္မာကိုလက်ခံလိုက်ဖို့အိုဘင်းကပြောပါတယ်။သူကသူ့ကံကြမ္မာရဲ့တခင်ဖြစ်ပြီးမိစ္ဆာမဖြစ်ဖို့သူကိုယ်တိုင်ရွေးချယ်နိုင်တယ်လို့နီဂျာကပြန်ပြောလိုက်ပါတယ်။နီဂျာကသူ့ရဲ့မီးစွမ်းအားတွေကိုလွတ်ထုတ်ပြီးရေခဲတွေကိုခွဲထုတ်လိုက်ကချန်ထန်မျိုးကိုကယ်တင်လိုက်ပါတယ်။သူကအိုဘင်းကိုအနိုင်ယူနိုင်ခဲ့ပေမဲ့သူ့ကိုလမ်းနဲ့မထိုးခဲ့ပါဘူး။ဘာလို့သူ့ကိုအသက်ချမ်းသာပေးတာလဲလို့အိုဘင်းကမေးပါတယ်။သူကသူ့ရဲ့တူဦးတဲ့တော်သူငယ်ချင်းဖြစ်ပြီးသူ့အတွက်အချိန်တွေကုန်ဆုံးနေပြီလို့နီဂျာကပြောခဲ့ပါတယ်။တတဝါဆိုးတကောင်နေနဲ့မဟုတ်ပဲနဝိညာဉ်ဘူးလဲအနေနဲ့သွားပြီးအသက်ရှင်နေထိုင်ဖို့သူကပြောလိုက်ပါတယ်။သူ့ကံကြမ္မာကိုသူကိုယ်တိုင်ရေးချယ်နိုင်ပြီးသူ့ကိုဘသူကမှလာပြီးမတတ်မှတ်နိုင်ဘူးလို့ပြောခဲ့ပါတယ်။ကံကြမ္မာကမင်းစီကိုဝင်တိုက်လာရင်ပြန်လဲတိုက်ခိုက်ရမယ်ဆိုတဲ့ဖခင်ရဲ့စကားကိုသူတတိယလိုက်ပါတယ်။နီဂျာကဝင်မပါနိုင်အောင်သူ့မိဘတွေကိုကျိုးနဲ့ချီထားလိုက်ပါတယ်။သူကကံကြမ္မာစာရွက်ကိုဆုတ်ဖြဲလိုက်ပြီးသူ့ကံကြမ္မာကိုသူရင်ဆိုင်ရမယ်လို့သူတို့ကိုပြောပါတယ်။၃နှစ်တာဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းခဲ့ရပေမဲ့ဖခင်နဲ့အတူဂျင်းစီကစားနေကိုတခါမှမကစားခဲ့ရတာကိုနောင်တရတယ်လို့ပြောခဲ့ပါတယ်။မိခင်ဖြစ်သူငိုကြွေးနေတာကိုမြင်တော့သူ့မွေးနေ့မှာမငိုဖို့သူကပြောခဲ့ပါတယ်။သူ့မိဘတွေကိုဥညွတ်ပြီးကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။သူကောင်းကင်ဘုံကိုပြန်တက်သွားချိန်မှာမိုးကြိုးပစ်ချခံလိုက်ရပါတယ်။အိုဘင်းပေါ်လာပြီးသူ့ရဲ့ငကားကြေးခွန်ချက်ဝတ်တန်စာနဲ့ကာကွယ်ပေးပေမဲ့အဲ့ဒါကပျက်စီးသွားပါတယ်။သူ့စီစဉ်တွေကိုဖျက်ဆီးရကောင်းလားဆိုပြီးရှန်ကအိုဘင်းကိုချိန်ဆဲကထွက်ပြေးသွားပါတော့တယ်။အချင်းကြီးအနစ်နာခံရကောင်းလားဆိုပြီးနီဂျာကအိုဘင်းကိုစူပူလိုက်ပါတယ်။သူကသူငယ်ချင်းဖြစ်လို့ဒီလိုလုပ်တာပါလို့အိုဘင်းကပြန်ပြောပါတယ်။သူတို့နှစ်ယောက်ရဲမောပြီးလက်ချင်းတွဲထားကြပါတယ်။သူတို့မှာအင်အားတွေပြည့်ချန်လာတာကိုခံစားလိုက်ရပြီးကက်ကဘာပူလဲလုံးနဲ့အတူမိုးကြိုးစွမ်းအင်တွေကိုဆုပ်ယူလိုက်ကြပါတယ်။သူတို့ကစွမ်းအင်တွေကိုမိုးကြိုးစီပြန်လွတ်ထုတ်လိုက်ပြီးအဲ့ဒီထဲကိုဆုပ်ယူခံလိုက်ရပါတယ်။ထိုက်ရီကသူတို့စီကိုအယောင်ဆုံးဂျာပန်တပွင့်ကိုပြစ်ပေါက်လိုက်ပြီးအရာအလုံးပျောက်ကွယ်သွားပါတော့တယ်။တခင်မရင်ကဂျာပန်လေးကိုတွေ့သွားပြီးဖွင့်ကြည့်လိုက်ပါတယ်။အထဲမှာနီဂျာနဲ့အိုဘင်းတို့ကိုသူမတွေ့လိုက်ရပါတယ်။သူတို့အသက်ရှင်နေတယ်လို့သူမကထင်လိုက်ပေမဲ့ဂျာပန်ကသူတို့ရဲ့ဝိညာဉ်တွေကိုပဲထိမ့်သိမ်းထားနိုင်ပြီးခနာကိုယ်ကိုတော့မထိမ့်သိမ်းနိုင်ဘူးလို့ထိုက်ရီကပြောပြပါတယ်။တစ်နှစ်ပါးမြောက်နတ်ဖျားဖြစ်လာမဲ့အခွင့်အရေးဆုံးရှုံးသွားပြီးအဆက်ကနေပြန်ဆရတော့မယ်လို့သူကပြောပါတယ်။နီဂျာရဲ့မိခင်ကတော့ဝမ်းသာလုံးလို့ငိုကြွေးပါတော့တယ်။လူတွေရောက်လာကြပြီးသူတို့ကိုကယ်တင်ပေးရဲ့အတွက်နီဂျာကိုဥညွတ်ကျေးဇူးတင်ခဲ့ကြပါတယ်။နီဂျာကသူ့ကံကြမ္မာကိုပြောင်းလဲနိုင်ခဲ့ုံသာမကသူ့မျိုးကိုပါကယ်တင်နိုင်ခဲ့ပါတယ်